Hello guys အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့သင်တို့ရဲ့အခြေအကြောင်း collateral reader လေးတစ်ခုလုပ်ပေးမယ်ပေါ့နော်အခြေအကြောင်း collateral reader လုပ်ပေးမယ်သူ့ဘက်က energy ကိုယ့်ဘက်က energy နှစ်ယောက်ကြားမှာရှိတဲ့ energy ပေါ့နော်ဒါလေးကြည့်ပေးမယ်အဲ့တော့သူ့ဘက်က energy ကိုအရင်ကြည့်မယ်နော်သူ့ဘက်က energy မှာပထမဆုံးဒီမှာပေါ့နော်ဒီကက်လေးကြာလာတယ်ပထမဆုံးဒီကက်လေးကြာလာတယ်ဘာလဲဆိုတော့ချိန်ကြတော့သူကစောင့်မျောနေတယ်နောက်သူ့ဘက်က energy မှာသူတခုကိုစောင့်မျောနေတယ်မျောလင့်နေတယ်ပေါ့နော်မျောလင့်နေတယ်စောင့်မျောနေတယ်ဆိုတဲ့အတိတ်ပဲလေးကြားတယ်ပေါ့နော်သူအဲ့တော့တင်းကိုစောင့်မျောနေတာပဲဖြစ်ဖြစ်တစုံတစ်ခုကိုပေါ့နော်စောင့်မျောနေရပဲဖြစ်ဖြစ်အဲ့လိုမျိုးသူမျောလင့်နေတယ်စောင့်မျောနေတယ်ပြီးတော့လို့ရှိရင်နောက်တစ်ခုကဆူတောင်းနေတယ်လည်းပြောလို့ရတယ်နော်သူဆူတောင်းပြီးတော့မှစိတ်ကူးရင်နေတယ်ပေါ့နော်တချို့တွေဆိုလို့ရှိရင်လည်းလောဟန်ဆွတ်တန်းတာနေတယ်လို့လည်းပြောလို့ရတယ်เนาะအဲ့တော့သူ့ဘက်က energy ကဒါဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဘာဖြစ်နေလဲဆိုချိန်ကျတော့သူကနာကျင်နေတယ်เนาะနာကျင်နေပြီးတော့မှတချို့တွေဆိုလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာနေမကောင်းတာမျိုးပေါ့နော်ဒီရုပ်ပိုင်းဆိုင်ရာနေမကောင်းတာမျိုးဖြစ်နေတယ်နေကောင်းတယ်ဆိုလို့ရှိရင်လည်းသူ depression ရပြီးတော့မှအဲ့ရထဲမှာပဲခွေနေတယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေတယ်ခုချိန်မှာငြိမ်ငြိမ်စိမ့်စိမ့်လေးပဲအဲ့လိုမျိုးပေါ့နော်ဘာမှမလုပ်ချင်ဘူးအိတ်လိုက်အဲ့လိုမျိုးပေါ့နော်အိတ်လိုက်စိတ်တက်ကြလိုက်အဲ့လိုပုံစံမျိုးလေးဖြစ်နေတယ်နော်နောက်တစ်ခုကကြတော့သူ့အနေနဲ့နှောင်တရနေရမျိုးပေါ့နော်နှောင်တရနေရမျိုးဝမ်းနေနေရမျိုးပေါ့နော်သူအဲ့လိုမျိုးဖြစ်နေတယ်ဒီမှာလေနှောင်တရနေတယ်ဝမ်းနေနေတယ်ငါဒီလိုမျိုးမလုံးလိုက်ရလေချင်းပေါ့နော်ဒီလိုမျိုးနောက်တစ်ခုကကျတော့သူရှုံးတယ်ပေါ့နော်ရှုံးသမားတယောက်လိုခံစားနေရတယ်နာကျင်ပြီးတော့မှအရှုံးသမားတယောက်လိုခံစားနေရတာမျိုးလေးကိုတွေ့တယ်သူဘက်က energy နောက်ထပ်ကြည့်မယ်နော်သူဘက်က energy လေးကိုနောက်ထပ်ပြောပြပါအောင်နော်သူဘက်က energy လေးကိုထပ်ပြောပြပါအောင်သူဘက်က energy လေးကိုထပ်ပြောပြပါအောင်တူပဲโอเคသူဘက်ကဘယ်လိုမျိုးရှိလဲဆိုလေချစ်သူနှစ်ယောက်ကဂျားထဲမှာအနှောက်အယှက်တစ်ခုခုရှိနေရမျိုးပေါ့နော်အကွာအဝေးတစ်ခုခုရှိနေရမျိုး LDRs ဖြစ်နေတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ဒီကတ်လိုပဲပေါ့နော်ဒီပထမဆုံးကတ်လိုပဲသူ့အနေနဲ့မျောလင့်နေရမျိုးလေးရှိတယ်နော်မျောလင့်နေရမျိုးလေးရှိရတန်းထနေရမျိုးလေးရှိရစောင့်မျောနေတယ်ပေါ့နော်စိတ်ကူးရင်နေတယ်တစ်ဖက်လူကခရီးဝေးသွားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်တနေ့ရထွက်သွားတာပဲဖြစ်ဖြစ်ဒီ RS တွေပဲဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်လည်းဘယ်ချိန်ပြန်လာမလဲပေါ့နော်သူကခရီးထွက်သွားတာပဲဖြစ်ဖြစ်ဝေးနေတာပဲဖြစ်ဖြစ်ဘယ်ချိန်ပြန်လာမလဲဆိုတာမျိုးကိုသူ့အနေနဲ့စောင့်မျှော်နေတာမျိုးလေးကိုတွေ့ရဲပေါ့နော်ဘယ်ချိန်ပြန်လာမှလဲဘယ်တော့နီးစပ်ခွင့်ရမလဲဆိုတာမျိုးကိုစောင့်မျှော်နေတယ်နာကျင်တာမျိုးလည်းတစ်ဖက်ခံစားနေရတယ်နောက်တစ်ခုကကျတော့သူ့အနေနဲ့စိုးရိမ်စိတ်တွေစိတ်ပူပန်စိတ်တွေနဲ့ကြောင်ချောက်ချားဖြစ်နေပြီးတော့မှပြဿနာတွေကိုအဖြေရှာတာတွေကလွယ်မှားနေတယ်ဒါကြောင့်ဖြစ်တာလားဟိုအကြောင်းဖြစ်တာလားပေါ့နော်ပြဿနာတွေပေါ်သူလိုက်ပြီးတော့မှအဖြေရှာနေတယ်ဒါပေမဲ့အဲ့ဒီအဖြေကသူ့အဖြေမှမတွေ့ဘူးကြောင်ကြမ်းနေအဓိက point ပေါ့နော်ဘာကြောင့်ဒီလိုအခြေအနေရှောက်တာလဲဒီလိုအခြေအနေဖြစ်တာလဲဆိုတာ तू မသိဘူးအဓိက point ကိုမသိဘူးကြောင်ကြမ်းနေကြောင်ချောက်ချားတွေဖြစ်နေပြီးတော့မှဟိုလူပတ်ရန်ဒီလူပတ်ရန်ပေါ့နော်ဟိုပြောမှဆိုလို့ရှိရင်ကိုနဲ့အပြိုင်အဆိုင်ပေါ့နော်နောက်ထပ်တစ်ယောက်ထပ်ရောက်လာမလားပေါ့နော်သူ့မှာနောက်တစ်ယောက်ရှိလားတို့ဘာတို့ပေါ့နော်အဲ့လိုမျိုးစိတ်မချတာတို့သုံးဝင်တူတာတို့စိတ်မလုံးချုံတာတွေဖြစ်နေရနော်ဟိုဘက်ဒီဘက်ခုပြောနေတာသူ့ဘက်က energy ကိုပြောနော်သူ့ဘက်ကမဖြစ်ပဲကိုယ့်ဘက်ကဖြစ်နေရလဲဖြစ်နိုင်တယ် energy ကလေပြီးတော့လို့ရှိရင်အဲ့လိုပဲเนาะတကယ်လက်တွေ့လောက်ဆောင်ရမယ့်အရာတွေเนาะပေးနေတဲ့အခွင့်အရေးတွေကိုမမြင်ဘူးပေးနေတဲ့အခွင့်အရေးတွေမမြင်ဘူးလက်တွေ့လောက်ဆောင်ရမယ့်အရာတွေကိုလည်းခေါင်းထဲမှာမရှိဘူးတွေးချင်ရတွေးနေတယ်
ဒီအရာဒီပြဿနာဖြစ်တဲ့ကိစ္စပဲဖြစ်ပါစေသူအဆင်မပြေတာပဲဖြစ်စေအဲ့လိုတစ်ခုခုပေါ့နော်quality လေးတွေမှာဘယ်လိုခံစား quality လေးတွေရဲ့တစ်ဖက်လူမှာဘယ်လိုခံစားနေရလဲဆိုတာတော့quality လေးနဲ့တည်ရင်တည်မှာသူကိုယ်တိုင်နဲ့တည်ရင်တည်မှာပေါ့နော်အဲ့ဒီပြဿနာကိုပဲထိုင်ပြီးတော့မှတွေးနေတယ်နော်ပြဿနာတစ်ခုကိုပဲထိုင်ပြီးတော့မှတွေးနေတယ်ပြဿနာတကူပဲထိုင်ပြီးတွေးနေတယ်ဒီမှာဘေးနားမှာရှိတဲ့အခွင့်အရေးနဲ့ဒါလေးတော့လေးတစ်ချက်ဖွင့်လိုက်ရုံပဲပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီလိုလေးတစ်ခုထားလုပ်လိုက်ရုံပဲပေါ့နော်ဟိုဟာလေးတစ်ခုထားလုပ်လိုက်ရုံပဲအဲ့လိုမျိုးလောက်เสียရှိတဲ့အကြောင်းအရာတစ်ခုကိုထားပြီးတော့မှမလုပ်လွယ်တဲ့နီးလန်းလေးကိုမစင်စားမိပဲနဲ့ရှောက်ပြီးတော့မှတွေးပြီးတော့မှမဖြစ်နိုင်တာတွေဆုံးရှုံးခဲ့တာတွေဒါတွေကိုပဲရှောက်ပြီးတော့မှထိုင်ပြီးတော့စဉ်းစားတွေးတော့ပြီးတော့မှစိတ်ညစ်နေတယ်เนาะအဲ့လိုမျိုးနောက်ထပ်ကြည့်မယ်သူဘက်က energy เนาะအဲ့လိုဖြစ်နေတယ်သူဘက်ကကတည်းကအများကြီးဖြစ်နေအဲ့ဒါကအဲ့လိုတွေစဉ်းစားပြီးအချိန်ကျတော့သူဘက်ကသူလှုပ်ဆောင်တဲ့ action ပေါ့နော်သူလှုပ်ဆောင်တဲ့ action တွေကိုပြထားချိန်ကျသူကလေအဲ့လိုမျိုးတွေစဉ်းစားပြီးတဲ့ချိန်ကျတော့သူဘာကိုလုပ်မှလဲဆိုချိန်ကျတော့သူလေသူချထားတဲ့ဆုံးဖြတ်ချက်ကအဝေးကိုထွက်သွားမယ်ဆိုပြီးတော့မှပဲသူဆုံးဖြတ်ချက်ချလိုက်တယ်နောက်ဆုံးမှာပေါ့နော်သူစဉ်းစားတွေးတော့ပြီးကြောင်ချောက်ချားတွေဖြစ်ပြီးနောက်ဆုံးကြလို့ရှိရင်တော့တော်ပါပြီငါရဲ့စိတ်ခံစားချက်တွေနောက်ကိုမလိုက်တော့ပါဘူးလက်လျှော့လိုက်တော့မယ်လက်လျှော့ပြီးတော့မှပဲထွက်သွားလိုက်တော့မယ်ထွက်ပြေးလိုက်တော့မယ်အဲ့လိုမျိုးကိုသူဆုံးဖြတ်ချက်ချမယ်ပေါ့နော်အဲ့လိုမျိုးသူထွက်သွားလိမ့်မယ်နော်အဲ့ဒါသူ့ရဲ့ action ပုံစံမျိုးဖြစ်သွားပြီအဲ့တော့ကိုယ့်ဘက်က energy လေးကိုကြည့်မယ်နော်ပြောရမယ်ဆိုလို့ရှိရင်ဒီတစ်ဖက်လူရဲ့ energy မှာကျတော့မောဟတွေများနေပေါ့နော်မောဟများပြီးအချိန်ကျတော့အမှန်ကိုမြင်နိုင်တာမျိုးဖြစ်နေတယ်ခေါင်းကိုမတုံဘူးအဲ့လိုပဲပြောမှာပေါ့နော်ခေါင်းမတုံဘူးဒီတခြားလေးဘယ်လိုပြောရမလဲခေါင်းမတော့ဘူးလို့ပြောရမှာပေါ့နော်တေချာမစင်းစားတတ်ဘူးပူထူပြီးတော့မှအဲ့လိုမျိုးဖြစ်နေရပေါ့နော်အဲ့တော့တကယ်တော့ပြဿနာကပြောရမယ်ဆိုလို့ရှိရင်ဖြည့်ရှင်းလိုက်လို့ရှိရင်လွယ်လေးပေါ့နော်ဖြည့်ရှင်းလိုက်လို့ရှိရင်လွယ်လေးအခုကြည့်နေ color လေးတွေနဲ့ပြဿနာဖြစ်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲတူတူပဲပေါ့နော်ပြဿနာကတော့ဖြည့်ရှင်းလိုက်ရင်ဘာမှမဟုတ်ဘူးအဲ့ဒါကိုလမ်းလွဲနေပေါ့နော်စဉ်းစားတာတွေဆုံးဖြတ်ချက်ချတာတွေဆုံးဖြတ်ချက်ချတာတွေစဉ်းစားတာတွေလမ်းလွဲပြီးတော့လှုပ်ဆောင်လာတွေလွဲနေပေါ့နော်လွဲတာခန့်အောင်လုပ်တယ်ဆိုတဲ့သဘောပေါ့တူချုံပြောရမယ်ဆိုလို့ရှိရင်လွဲတာခန့်အောင်သူကလုပ်နေတယ်ခုကြည့်မှာ Claude လေးရဲ့ energy နော်အများကြီးကြလာကတ်တရကတ်ပြီးတော့ကဲတကပ်ပဲကြပြီပါ Claude လေးဘက်က energy okay အခုပြုတ်ကြတယ်အမြဲအဲ့လိုအခုပြုတ်ကြပြီ okay Claude လေးဘက်က energy Claude လေးဘက်က energy ကဘာလဲဆိုချင်တော့သူ့လိုတလိုက်ဘာလို့လောက်ရမှမသိဘူးဘာလို့ဘာကြရမှမသိဘူးသူ့ဘက်ကအဲ့လိုမျိုးပေါ့နော်သူ့ဘက်ကကြောင်6ချားကြီးလုံနေပြီးတော့အဲ့လိုတွေဖြစ်နေတဲ့အချိန်မှာ Claude လေးတွေကဘာလို့ဘာကြရမှမသိဘူးဟိုလိုလောက်ရမလားဒီလိုလောက်ရမလားတခုခုဆုံးဖြတ်ချက်မချနိုင်မင်းနဲ့ပေါ့နော်ပန်နေဖြစ်နေတဲ့ energy မျိုးနော်ပန်နေဖြစ်နေဒီပြဿနာကိစ္စယူပြီးအောင်မရှင်းလိုက်ရမလားဒါမှမဟုတ်လို့ရှိရင်လုံးဝပဲအလိုမျိုးမေးဖြောက်လိုက်ရမလားအပြက်ကိုဘယ်ဘက်ကိုအပြက်တော့ပြောမှဆိုလို့ရှိရင်ကောင်းတဲ့ဘက်ကိုဆက်သွားရမလားဒီ positive ဘက်ကိုဆက်သွားရမလား negative ဘက်ကိုဆက်သွားရမလားဆုံးဖြတ်ချက်လေးချလို့မရအောင်သူ့ဘက်ကလည်းအဲ့လိုမျိုးကြီးဖြစ်နေတဲ့အတွက်ကြောင့်လို့
quality လေးဘက်ကဆုံးဖြတ်ချက်လည်းချလို့မရအောင်တို့လို့တန်လိုင်းပန်နေဖြစ်နေတယ်เนาะဒီကိစ္စဟိုမြောက်ဒီမြောက်ကြီးနဲ့ပန်နေဖြစ်နေရမျိုးတွေ့ရတယ်လုံးနေတဲ့ကိစ္စအရေးတစ်ခုကြံ့နေရပါတော့မဖြစ်ရှင်းနိုင်မင်းနဲ့ဒီကိစ္စကြီးကဟိုနေရွှေညရွှေနဲ့ဖြစ်ပြီးတော့မှလေအဲ့လိုမျိုးပန်နေဖြစ်နေတာအောင်ပြောတာနော်ခလန်တလေးတွေမှာတော့တယ်နော်လုံးနိုင်စွမ်းအားတွေကိုမှအတွေ့နဲ့မှာပေါ့နော်စိတ်ဆန်းအားတွေရှိတယ် well power တွေရှိတယ်ပြောမှဆိုလို့ရှိရင်ခလန်တလေးတွေကနည်းနည်းရလူမျိုးတော့မဟုတ်ဘူးကိုမှ creations အကောင့်နဲ့လူမျိုးအဲ့လိုမျိုးအရာသိလဲတက်လဲမြင်လွယ်တယ်ညီဉာဏ်ပညာရှိတယ်ပေါ့နော်ခလတ်တလေးတွေကဉာဏ်ပညာရှိတယ်သူထပ်စားလို့ရှိရင်ခလတ်တလေးတွေကပို့ပြီးတော့မှအုံနောက်ကောင်းတယ်လို့ပဲပြောရမှာပေါ့နော်အုံနောက်ကောင်းတယ်ဘလိုမျိုးကောင်းတယ်ကွာပြဿနာကိုဘလိုဖြေရှင်းရမလဲဘာဘလိုဖြစ်သွားတာလဲဆိုရဟာကိုချက်နဲ့ point နဲ့တိတဲ့လူစားမျိုးပေါ့နော်အဲ့လိုမျိုးဒီချိန်မှာနောက်တစ်ခုကကြောက်ခလတ်တလေးရပါလဲဆိုချင်ကြတော့ဒီအကြောင်းအရာကြီးကိုစဉ်းစားနေရပါတော့စဉ်းစားနေဒီပြဿနာဘေးကနေစားတာလဲဘာဘလို့ဖြစ်တာလဲဘလို့ကနေဘလို့ခွင်းဆက်ကိုလိုက်ပြီးတော့မှလေဒီ cycle တစ်ခုလုံးခွင်းဆက်တစ်ခုလုံးလိုက်ပြီးတော့မှစဉ်းစားဆုံးဖြတ်ပြီးရချိန်ကြတော့ဒီလေကွန်ပျူတာထဲမှာပေါ့နော်ကွန်ပျူတာထဲမှာထည့်ပြီးတော့မှစရင်းစရာတွေကိုကြည့်တယ်လို့မျိုးအဲ့လိုမျိုးလေးဇလန်တစ်ပုဒ်ကိုကြည့်တယ်လို့မျိုးလိုက်ပြီးတော့မှဆုံးဖြတ်သုံးသပ်ပြီးတော့မှဝေဖန်စဉ်းစားနေပေါ့နော်ဉာဏ်ပညာရှိစွာပဲပေါ့နော်ဉာဏ်ပညာရှိစွာပဲဆုံးဖြတ်သုံးသပ်စဉ်းစားနေတယ်နောက်တစ်ခုကကျတော့ quality လေးတွေရဲ့လက်ထဲမှာနော် quality လေးတွေရဲ့လက်ထဲမှာရှိရပေါ့နော်အခြေအနေကဘယ်လိုမျိုးဖြစ်လာမလဲဆိုတော့ quality လေးတွေရဲ့ဆုံးဖြတ်ချက်ကလည်းအရေးပါတယ် quality လေးတွေရဲ့ဆုံးဖြတ်ချက်ကရေးပါတယ် quality လေးတွေရဲ့လက်ထဲမှာရှိတယ်ဒါပေမဲ့ तू ကလည်းဒီလိုမျိုးကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုကလည်းဘာလုပ်ရမလဲမသိဘယ်လိုဆုံးဖြတ်ရမလဲမသိဖြစ်နေပြီးတော့ပန်နေဖြစ်နေတယ်ပေါ့နော်အဲ့တော့ကြည့်မယ်quality လေးတွေကနောက်ဆုံးမှသူ့ကိုchance တစ်ခုပေးဖို့လဲစဉ်းစားထားတယ်ပေါ့နော်အခွင့်အရေးတစ်ခုပေးဖို့စဉ်းစားထားတယ်လမ်းနှစ်လမ်းပေါ့နော်လမ်းနှစ်လမ်းဒါလုံးမလားဒီလိုနှစ်ခုရှိဒီလိုအကြောင်းအရာနှစ်ခုရှိတယ်ဘာလုံးမလဲဆိုပြီးချိန်ကြတော့အဲ့လိုမျိုးပေါ့နော်သူ့ရှင်းပြပြောပြပြီးတော့မှအဲ့လိုမျိုးအခွင့်အရေးတစ်ချိန်ပေါ့နော်အခွင့်အရေးတစ်ချိန်ပေးနေတယ်ဆိုတာမျိုးလေးကိုတွေ့ရတယ် quality လေးတွေရဲ့ energy ထဲမှာပေါ့နော်အခွင့်အရေးတစ်ချိန်ပေးမယ်ရှင်းပြနေတယ်အမှသူတစ်ဖက်ကလူကကြတော့လေ emotion တွေနဲ့လုံးထွေးနေ emotion တွေနဲ့လုံးထွေးပြီးချိန်ကြတော့ကိုကရှင်းပြပြောပြပြီးတော့မှဒါဆိုတာကိုလေတစ်ဖက်ကနားမထောင်နိုင်ဘူးပေါ့နော်နားမထောင်နိုင်မယ်လေ emotion တွေနဲ့လုံးထွေးပြီးတော့မှအဲ့လိုမျိုးကိုယ်ခွဲမရမြေပဲမှဖြစ်နေပေါ့နော်အဲ့လိုမျိုးကိုကအခွင့်အရေးတွေပေးပြီးတော့စဉ်းစားခိုင်းတော့လေအဲ့လိုမျိုးဖြစ်နေတယ်တဲ့နော် okay ဒီစတော့ကခုံပြီးတော့ကိုဘေးကိုသွားခဲ့ကြည့်ရအောင်နော်ကလေးရခဏလေးနော်ခလတ်တလေးတွေရဲ့ဆက်ဆံရေးမှာ feeling တယောက်ပါဝင်နေတယ်နော်အဲ့ဒါကိုလည်းခလတ်တလေးတွေသိတယ်နော်ခလတ်တလေးတွေရဲ့ဆက်ဆံရေးမှာ feeling တယောက်နော်တပ်ပါတီလို့လည်းပြောလို့ရတယ်နော်ဒီထဲမှာ feeling ဆိုတာမျိုးနည်းပြထားတော့ feeling လို့ပဲပြောလိုက်တော့မယ်အရန်လူပေါ့နော်အရန်လူ support ပေါ့နော် feeling ပေါ့အဲ့လိုမျိုးလူတယောက်ရှိနေခလတ်တလေးတွေရဲ့ဆက်ဆံဒီအခြေရေးမှာပေါ့နော် feeling တယောက်ရှိနေအဲ့ဒီ feeling ကဘယ်သူလဲဆိုတာလည်းခလတ်တလေးတွေတေချာပေါက်သိတယ်နော်တေချာပေါက်သိပြီးတော့ရှင်ကြတော့အဲ့ဒီလူကိုအဲ့ဒီ feeling ကိုခလတ်တလေးတွေကအရန်စိတ်တူနေရပေါ့နော်တချို့တွေဆိုလို့ရှင်ဘာလုပ်လဲဆိုချင်တော့တွားပြီးတော့မှစကားတွေတော့ပြောပြတာပေါ့နော်စကားတွေတော့ပြောပြချင်းကြတော့
တချို့စနိုင်မှာပေါ့ဘာဖြစ်တင်ကြမလဲအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးပဲသွားပြောပြတာမျိုးတွေစကားပြောပြတာမျိုးဒါမှမဟုတ်ကိုတိလက်ရောက်လှုပ်ချင်နေရမျိုးတွေပေါ့နော်သွားပြီးတော့မှကိုတိလက်ရောက်စပိန်နေဆွတ်ဆောင်ပြတာမျိုးလှုပ်ချင်နေရမျိုးတိတ်တိုးနေရမျိုးပေါ့နော်အဲ့လိုမျိုးတွေ့တယ်ဒီပြဿနာကလည်းဒီဗီဒီယိုနဲ့လည်းနည်းနည်းဆက်ဆက်မယ်ဆိုတဲ့ပုံစံမျိုးတွေ့တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ခလုံးတက်လေးတွေထပ်မြတ်တယ်နော်အဲ့လိုမျိုးဖြစ်နေတယ်အဲ့လိုမျိုးဖြစ်နေတယ်အဲ့တော့ပြဿနာတွေကဘယ်အစားလဲဆိုချင်ကြတော့တစ်ဖက်လူကပေါ့နော်တစ်ဖက်လူကအဲ့ဒီဗီလေကိုတွားပြီးတော့မှတချို့တွေဆိုလို့ရှင်လက်ဆောင်ပေးတာမျိုးတွေအဲ့ဒီဗီလေနဲ့ဆက်သွယ်နေတာမျိုးတွေကိုခလက်တလီတွေကတိသွားတာမျိုးပေါ့နော်တိသွားတာမျိုးမြင်သွားတာမျိုးဒါမှမဟုတ်လို့ရှင်လေအခုလိုမျိုးစိတ်မတင်မကျဖြစ်နေရနေပြီးတော့မှလိုက်ပြီးတော့မှစုံစမ်းတဲ့ခါမျိုးမှာသူတို့နှစ်ယောက်ကဇလန်းရှိတာကိုတိသွားတာမျိုးတွေပါကြီးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးဒီကတည်းကအပြုံးလိုက်ပဲကြကြတယ်အဲ့တော့ဒီနှစ်ယောက်ကိုဘယ်လိုလုပ်ပြရမလဲပေါ့နော်ဒီနှစ်ယောက်ကိုဘယ်လိုလုပ်ပြရမလဲခရတဲ့လေးဘက်မှာဒေါသဆိုရက်ဒီ energy ကိုခံစားမိတယ်နော်အန်ကတချို့တွေအန်က issue ရှိတာမျိုးလည်းဖြစ်နိုင်တယ်ခလာတက်လေးတွေရေရဲဝုံဝုံဆုံးဖြတ်ချက်တစ်ခုခုချတော့မှာเนาะပြောမယ်ဆိုလို့ရှင်ဘာလဲဆိုတော့သူ့ကြောခိုင်းတော့မှာပေါ့เนาะသူ့ကြောခိုင်းမှုကဆုံးဖြတ်ချက်တစ်ခုကိုချတော့မှာတချို့လူတွေကတော့စိတ်ကမခိုင်မာဘူးပေါ့เนาะဆုံးဖြတ်ချက်မခိုင်မာအခုချိန်မှာသူ့ကြောခိုင်းဖို့ဆုံးဖြတ်လိုက်ပြီမယ်နောက်တစ်ချိန်ပြန်ပြီးတော့မှဆက်သွယ်ရမျိုးလည်းဖြစ်နိုင်တယ်တချို့စိတ်ဓာတ်ခိုင်မာတဲ့လူတွေကတော့လုံးဝလှည့်မကြည့်တော့တာမျိုးဖြစ်နိုင်တယ်ပေါ့เนาะစိတ်ကအဲ့လိုမျိုးဆုံးဖြတ်ချက်ချထားတာမျိုးရှိတယ်တဲ့เนาะအဲ့လိုမျိုးဆိုလို့ရှိရင်တော့လေအဲ့လိုမျိုးဆိုလို့ရှိရင်တော့တည်တဲ့အတိုင်းပဲဘာဖြစ်မှာတော့ဆုံးဖြတ်ချက်တွေချပြီးတော့မှလေလက်လွတ်လိုက်ပြီးတော့တယောက်တည်းနေပြီဆိုလို့ရှိရင်တော့အေးဆိုစိတ်ဖြစ်သွားတော့မှာဘဝအဲ့ဒီအချိန်မှာturn off cup okay not cool အဲ့လိုမျိုးပဲเนาะအဲ့လိုမျိုးကြောက်ခိုင်းလိုက်ပြီးတဲ့အချိန်ကျမှအေးချမ်းသွားမှာ quality တွေဘက်ကလေအဲ့လိုကြောက်ခိုင်းလိုက်တဲ့အချိန်ကျတော့မှစိတ်အေးတတစွာဖြစ်သွားပြီးတော့မှအေးချမ်းပြီးတော့မှတယောက်ထက်တောက်ပါမှာပေါ့เนาะတောက်ပါမယ် energy မျိုးပြီးရင်ကိုမိသားစုနဲ့ကိုဖြစ်မှာပေါ့เนาะအနေထားအဲ့လိုမျိုးအဲ့တော့နှစ်ယောက်သားပါဆက်ဖြစ်မလဲဆိုတော့ quality တွေကအဲ့လိုမျိုးဆုံးဖြတ်ချက်ချပြီးတော့လမ်းခွဲလိုက်တာမျိုးကြောက်ခိုင်းလိုက်တာမျိုးဆိုရင်တော့အေးချမ်းဖြစ်သွားမှာတဲ့နော် oh my god ပြောရမှာတော့စိတ်မကောင်းပြတ်ဖို့ရများတယ်တဲ့နော်ပြတ်ဖို့ရများပါတယ်တကယ်ကိုပြတ်ဖို့ရများတယ်ကလေနှစ်ကလုံးဒီကရောနှစ်ကလုံးပြတ်ဖို့ရများတယ်ဟုတ်ပြီပြတ်လိုက်တဲ့လူတွေကတော့အေးချမ်းသွားမှာပေါ့ကွာအဲ့တော့မပြတ်တဲ့လူတွေဘယ်လိုလုပ်မလဲခဏလေးနော်မပြတ်ဘူးဆိုတဲ့လူတွေဘယ်လိုလုပ်မလဲမပြတ်ဘူးဆိုတဲ့လူတွေကမင်္ဂလာဆောင်တာမျိုးတွေပါဖြစ်နိုင်တယ်မပြတ်ဘူးဆိုတဲ့လူတွေကတော့ခွန်းလို့မလားဆုံးလို့မလားပေါ့နော်ဒါမျိုးတွေလာမယ်ခွန်းလို့မလားဆုံးလို့မလားခွန်းလို့မယ်ဆိုလို့ရှိရင်တော့မင်္ဂလာဆောင်မယ်ပေါ့နော်အဲ့လိုမျိုးအနေထားမျိုးဖြစ်သွားနိုင်တယ်ပြတ်တဲ့လူတွေကတော့
ပြက်ပြီးတော့အေးစစ်စစ်ပေါ့တယောက်တည်းတောက်ပါမှာပေါ့နော်အဲ့လိုမျိုးပါအဲ့လိုမင်္ဂလာဆောင်လိုက်တဲ့ဆိုတဲ့အချိန်ညလို့ရှိရင်တော့โอเคနောက်တစ်မျိုးလည်းဖြစ်နိုင်တယ်ပါလဲဆိုချိန်ညဒီမှာပြတ်လိုက်တယ်မလားပြတ်လိုက်တဲ့လူတွေကကိုယ်နဲ့ပြတ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီတပ်ပါနေနဲ့သူနဲ့မင်္ဂလာဆောင်သွားတာမျိုးဖြစ်နိုင်တယ်နော်နောက်တစ်ခုကကြတော့ကိုယ်နဲ့မပြတ်ဘူးဆိုလို့ရှိရင်တော့ကိုယ်နဲ့မင်္ဂလာဆောင်တာမျိုးဖြစ်နိုင်တယ်အဲ့ဒါပဲနော်ပုံမြင်လေးရတော့ဒါပါပဲကိုယ်အိုးဘလို့တွေဖြစ်နေတော့ဆက်လူတွေပြင်ကအဲ့တော့7တော့ဗန်ဒီကဲတခြားလေးစဉ်းစားပါတဲ့နော်အဲ့တော့တခြားလေးစဉ်းစားပါဆုံးဖြတ်ပါတခြားလေးစဉ်းစားဆုံးဖြတ်ပါတဲ့နော်တချို့တွေကကလေးရှိနေတော့အပြတ်ဖို့ရခက်နေရမျိုးလေးလည်းရှိတယ်တဲ့ကလေးရှိရဆိုတော့ကလေးနဲ့ခေါ်ပြီးတော့မှထွက်သွားမဲ့လူတွေလည်းရှိရနော်ကလေးခေါ်ပြီးထွက်သွားမဲ့လူလည်းရှိတယ်ဒါမှမဟုတ်လို့ရှိရင်တစ်ဖက်လူကကလေးရှိနေတဲ့လူမျိုးတွေလည်းဖြစ်နိုင်တယ်ဗီလန်ဆိုတာလေဗီလန်ဆိုတဲ့လူကကလေးရှိနေရမျိုးလည်းဖြစ်နိုင်တယ်တချို့ကကျတော့အခုကြီးနေခေါ်တဲ့လေးတွေကကလေးရှိရမျိုးဖြစ်နိုင်တယ်အိမ်နောက်ကြားထားတဲ့လူမျိုးတွေဖြစ်နိုင်တယ်နော်အလိုပါအလိုရှိတယ်အဲ့တော့တေချာစဉ်းစားပါတဲ့နော်သူလည်းတေချာစဉ်းစားနေပါတယ်ကိုလည်းတေချာစဉ်းစားပါနဲ့ထပ်ကြည့်အောင်ကွာကြည့်ချင်သေးရဲ့ဝေးတော့ရင်တော့လွမ်းနေကြမှာပေါ့ဝေးတော့ရင်တော့လွမ်းနေကြမှာပေါ့မျိုးတွေတော့ဝေးသွားနိုင်တယ်ဝေးသွားလို့ရှိရင်လေOh my god, turn up panic. Oh my god, turn up panic. Apa tu nela? Kena kap, ate tuai mana? Hui tu ada luri ate tuai mah. Cai deh, damio. Hui tu ada luri ate tuai mah, ari ate nanti mah. Okay mah sobi ni apa? ဒီမှာကြည့်လိုက်ဟောဒီမှာကြည့်လိုက်ပါအစ်တွေမှာအစ်နဲ့က okay ဆိုပြီးအဲ့လိုရှိတယ်အဲ့တော့ဘာမှမပူနဲ့နော်ဘာမှမပူနဲ့စဉ်းစားဆုံးဖြတ်ပြီးတော့ဆုံးဖြတ်ချက်ချပါနော်အဲ့တော့ဒီနေ့ routine လေးကတော့ဒီလောက်ပါပဲ energy ကြိုက်တာလေးတွေယူပေးပါ energy မကြိုက်တာလေးတွေကိုဖယ်ပေးပါတကယ်လို့ energy လုံးဝမကြိုက်ဘူးဆိုလို့ရှိရင်လည်းဒီအပြောသဘောပဲနားထောင်ပါနော် energy ကိုဟိုဘက်ဒီဘက်ပြောင်းပြန်ဖြစ်တာမျိုးဆိုလို့ရှိရင်လည်းပြောင်းပြန်ချိန်ပြီးတော့မှနားထောင်ပေးပါနော်တချို့ကယောက်ျားလေး main ကလေးဆိုလို့ရှိရင်လည်းယောက်ျားလေး main ကလေးချိန်ပြီးတော့မှနားထောင်ပေးပါကျွန်မကတော့အဲ့လိုမျိုးတစ်ခုတည်းကိုပဲ UTV ပြောလိုက်တယ်ပေါ့နော်အားလုံးပဲစီးပြကြပါစေ bye bye